အတိတ်အချိန်ကာလတစ်ခုမှတုန်းကနောက်9ရက်နေမူဆန်ရောက်လာတော့မယ့်အကြောင်းကိုတခင်ကြီးကဟိမဲဂျီမာကိုခေါ်ပြောခဲ့ပါတယ်။တခင်ကြီးကသူ့ကိုယ်သူငစားအဖြစ်သုံးပြီးမူဆန်ကိုတတ်ဖို့အကြံကိုဟိမဲဂျီမာကိုပြပြလိုက်ပြီးအခြားဟာရှီယာရီယာဆိုလက်ခံချက်မှမဟုတ်ဘူးလို့လည်းဆိုပါတယ်။တကယ်လို့မူဆန်သားခေါင်းပြက်ပြီးမသိရင်အနိုင်ယူဖို့နီလန်ကနေရောင်ကြီးတစ်ခုပဲရှိတော့တာမလို့အာယုံတက်နေထွက်လာချိန်ထိတိုက်ပွဲကိုဆွဲဆန့်ထားရနိုင်မယ်လို့လည်းတခင်ကြီးကထပ်ပြောခဲ့ပါတယ်။တခင်ကြီးကအဖိုးတန်လာတဲ့သူ့ရဲ့ခလေးတွေကိုထပ်မဆုံးရှုံးပါစေနဲ့တော့လို့ဟိမဲဂျီမာကိုမှကြာပြီးကိုစတီးခဲ့ပေမဲ့ဟာရှီယာတွေနဲ့တန်ချီကိုတို့ကတော့ Infinity Castle တဲကိုပူဇန်ဆွဲခေါ်တာခံလိုက်ကြရပါပြီ။ Infinity Castle တဲကိုနေရာတကွဲတပြားစီဆွဲခေါ်ခံလိုက်ရတဲ့ဟာရှီယာတွေကတော့ Mitsui နဲ့ Overnight မူအီချီရိုနဲ့ဟိမဲဂျီမာတို့ရွေးဖြစ်ကြပါတယ်။ရှင်နိုဘူကတော့တယောက်တည်းနေရာတစ်ခုစီကြောက်ရောက်သွားတယ်လို့တန်ချီယိုကလည်းနေထဲမှာဟန်ချက်ဒီမရဖြစ်နေတဲ့အခါဂျီယိုကရောက်လာပြီးတော့တန်ချီယိုကိုကူညီပေးလိုက်ပါတယ်။အဲ့အချိန်မှာပဲဒီမွန်တကောင်ကရှုံးတရက်တိုက်ခိုက်လာတာကြောင့်ပဲတန်ချီယိုတယောက် water breathing first bound water surfaceless နဲ့ခေါင်းဖြတ်တက်ပေးလိုက်ပါတော့။တခြားဒီမွန်တွေအများကြီးကိုလည်းထပ်တွေ့လိုက်ကြရတဲ့အခါမှာတော့ဂီယိုနဲ့တန်ချီယိုတို့တွေလည်း water breathing sit bound တက် bound တို့ကိုအတူတွဲသုံးပြီးအဆုံးသတ်ပေးလိုက်ကြပါတယ်။အဲနောက်မှာတော့နှစ်ယောက်သားတယောက်ကိုတယောက်အန်အောနေခဲ့ကြပြီးတယောက်စွမ်းကိုတယောက်လန့်နေခဲ့ကြကရှေ့ဆက်လိုက်ကြပါတယ်။တစ်ဖက်မှာလည်း overnight တယောက်ဒီမွန်တွေကို serpent breathing fit found slattering serpent နဲ့ခုတ်ဖြတ်ပေးလိုက်ပြီး Mitsui နားကဝဝိတ်နေခိုင်းလိုက်တဲ့အခါ Mitsui လည်းတပြုတ်ပြုတ်ကျွေပါတော့တယ်။ဒီမဲချီမာနဲ့မူအီချီယိုဂျိုတွေကလည်းဒီမွန်တွေကိုစတိုက်နှိမ်နှင်းနေခဲ့ကြတယ်လို့တခင်ကြီးရဲ့စတဲ့ခံမှုကြောင့်နှစ်လုံးဒေါသတွေလည်းအတော်လေးထွက်နေခဲ့ကြပါတယ်။ချီနာဇူကာဝါတယောက်ကတော့တခင်ကြီးကိုတောင်းပန်နေခဲ့ပြီးဒီမွန်တွေအကုန်လုံးကိုတပ်ပစ်မယ်လို့ပြောနေခဲ့ပါတယ်။အချိန်ထဲမှာပဲ Inosuke ကလည်း Infinity Castle တဲရောက်လာခဲ့တယ်လို့ဂန်ရီယာကလည်းသူ့အကိုကြီးကိုလိုက်ရှာလို့နေခဲ့ပါတယ်။ဇနစ်စုကတော့မင်းလောက်ခဲ့တဲ့အရာအတွက်ဘယ်တော့မှခွင့်မလို့ပေးဘူးလို့ပြောရင်ဒီမွန်တကောင်ကိုလိုက်ရှာနေခဲ့ပါတယ်။တစ်ဖက်မှာလည်းရှင်နပူတယောက်နကွန်းတစ်ခုတည်းရှောက်ရှိလို့နေခဲ့ပြီးတော့သွေးနဲ့အနောက်ကိုလိုက်လာကြည့်တဲ့အခါလူသားစားနေတဲ့ဒုံမာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်ပဲရှင်နပူလည်းအမားဖြစ်သူရဲ့တိတ်ဆုံးမှုကိုတတိပြန်ရသွားခဲ့ပါတယ်။အမားဖြစ်သူမသိဆုံးခင်ကရှင်နပူကိုဒီမိုစလီယာအဖြစ်ကနှုတ်ထွက်ခိုင်းခဲ့ပြီးပျော်ရွှင်နေသွားစေချင်ခဲ့တာပါ။ဒါမဲ့ရှင်နပူကတော့သူတို့တပိသားစုလုံးကိုရောအမားဖြစ်သူကိုရောတတ်ခဲ့တဲ့ဒီမိုတွေကိုခွင့်မလွတ်နိုင်ဘူးလို့သာပြန်ပြောခဲ့ပြီးအမားဖြစ်သူနဲ့တိုက်ခိုက်ခဲ့တဲ့ဒီမိုပုံစံကိုမေးမြန်းခဲ့လိုက်ပါတယ်။ခေါင်းပေါ်မှာသွေးအိုက်နေတယ်လို့ဖြစ်နေတဲ့ဒီမိုလို့ရှင်နပူရဲ့အမခနဲကပြန်ပြောပြခဲ့တာကြောင့်ရှင်နပူလည်းအခုသူတွေးရှိနေရတဲ့ဒိုမာဟာသူ့အမကိုတတ်ခဲ့တဲ့ဒီမိုဆိုတာကိုသိသွားခဲ့ပါပြီ။ဒိုမာကလည်းကိုယ့်ကိုမိတ်ဆက်လိုက်တဲ့အခါကောင်မလေးတယောက်ကအသက်ရှင်နေသေးတာကြောင့်ရှင်နပူလည်းအမြန်ကယ်တင်လိုက်ပါတယ်။ဒါမဲ့ရှင်နပူရဲ့လက်ထဲမှာပဲကောင်မလေးလည်းတိတ်ဆုံးသွားခဲ့ရကဒိုမာကလည်းလူသားတွေအတွက်နောက်ထပ်နာကျင်မှုတွေမခံစားရတော့အောင်တတ်ပေးပြီးသူ့ခန္ဓာကိုယ်ထဲမှာထာဝရရှင်သန်နိုင်အောင်လူသားတွေကိုစားသုံးနေရတာလို့ဆိုပါတယ်။ရှင်နပူကတော့အတော်လေးဒေါသထွက်လို့နေခဲ့ပြီးတော့သူ့ရဲ့ဟာဝီဝိယုံကိုမမိတော့ဘူးကြလို့မေးလိုက်ပါတယ်။အဲ့အချိန်မှပဲဒိုမာတယောက် flower breathing ကိုသုံးတဲ့ခနဲကိုတတိပြန်ရသွားခဲ့ကနေထွက်လာလို့မစားခဲ့ရတဲ့အကြောင်းပြပြလိုက်ပါတယ်။ဒါပေမဲ့ဒိုမာရဲ့စကားမဆုံးသေးခင်မှာပဲရှင်နပူကစတင်တိုက်ခိုက်လိုက်ပြီး insect breathing dance of beast နဲ့ဒိုမာမျိုးလုံးကိုထိုးသွင်းလိုက်ပါတော့တယ်။ဒိုမာကလည်း frozen lotus နဲ့ပြန်တိုက်ခိုက်လိုက်ပြီးလေပင်ဖြတ်မှတေမာနော်လို့ပြန်ပြောလိုက်ပေမဲ့ရှင်နပူရဲ့အစိတ်ဓာတ်ကိုခံလိုက်ရပါတယ်။